အရှင်မင်းသားရဲ့မင်းသားကြီးလိုထက်မြက်တဲ့သူကမင်းကလေးတယောက်ကိုအပြစ်မပြောသင့်ပါဘူးငါကိုတော်ကလည်းစနောက်ကြည့်တာပါဒါနဲ့မင်းသားစီကနေဘာလို့ထွက်ပြေးဖို့စူးစမ်းနေတာလဲအရှင်မင်းသားအရှင်ရဲ့ဒဏ်ရာကတိတ်ပြင်းထန်လွန်းပါတယ်မလှုပ်ရှားပါနဲ့ဦးလီစီကိုဆရာဝန်သွားပင်ခိုင်းထားပါတယ်မကြခင်ပြန်ရောက်လာတော့မှာပါကျမအပြင်ထွက်ပြီးရေနဲ့အစားအသောက်နည်းနည်းသွားရှာပေးပါမယ်မင်းသားကြီးစိတ်ထဲကနေငါရဲ့ဒဏ်ရာကတကယ်ပဲမပေါ်လာဘူးရန်သူတွေရဲ့ဓာတ်ဒဏ်ရာကနှလုံးနဲ့တိတ်မဝေးလာဘူးတော်သေးလို့ဆေးကြိုတောက်ထားလို့တေဘေးကနေလွတ်ခဲ့တာမင်းအပေါ်မှာဘာလုပ်နေတာလဲမြန်စင်းခဲ့စမ်းငါကိုတော်ကရှောင်းကြောင်းမဟုတ်ဘူးနော်မင်းပေါ်ကနေပြုတ်ကျလာရင်လှမ်းဖမ်းပေးဖို့စိတ်ကူးမရှိဘူးအရှင်မင်းသားကတကယ်ကိုအရာရာကိုကြိုတင်သိမြင်နိုင်တဲ့ပညာရှိလို့ပြောရင်တစ်ပင်ပေါ်ကနေတတိထားပြီးပြန်ဆင်းလာခဲ့ပါတယ်အရှင်မင်းသားအဖျားလဲကျသွားပြီလမ်းလဲရှောင်းနိုင်ပြီဆိုတော့ကျမတို့ဒီနေရာမှာပဲလမ်းခွဲကြရအောင်ကျမကလီစီကိုသွားရှာရမယ်သူကညံနေတော့လူဆိုးတွေနဲ့တွေ့ရင်အနေရရှိတယ်အစေခံမလေးပါဖြစ်ထားလိုက်စံအိမ်ပြန်ရောက်မှမင်းအတွက်ပိုပြီးပါနဲ့တဲ့အစေခံတွေအများကြီးပေးမယ်စူးရွန်းကစိတ်ထဲမှာမကြေမနက်ဖြစ်ရှင်ကလူသားဆန်မှုမရှိတဲ့အေးဆက်လာတဲ့ဘီလိန်ကြီးပဲလို့ကျင်းဝါနေခဲ့ပါတယ်မင်းဘယ်မှသွားလို့မရဘူးငါရဲ့သတင်းတွေအပြင်ကိုပေါက်ကြားလို့မဖြစ်ဘူးငါကိစ္စတွေမပြီးမချင်းမင်းကနားကနေခွာလို့မရဘူးအရှင်မင်းသားရဲ့ကျမကဘယ်တော့မှရှင်းရွက်ချက်တွေကိုပြန်မပြောပါဘူးရှင်မင်းသားကြီးအိပ်ပျော်သွားတာနဲ့မှခိုးပြေးတော့မယ်ရုတ်တရက်အိတ်ကက်ထဲမှာစေးလုံးတစ်လုံးကိုထုတ်ကာစူးရွန်းပါဇက်ထဲသို့အတင်းထည့်ကျွေးလိုက်ပါတော့တယ်မင်းလိုနှုတ်ခမ်းချိုပြီးလိန်ညာတက်တဲ့မိမကိုငါမယုံဘူးမင်းတောက်လိုက်9 ရက်အတွင်းငါစီကအစိတ်ပြေးစေးမရရင်ဝမ်းပိုက်ပေါက်ပြဲပြီးတေးရလိမ့်မယ်ထွက်ပြေးရဲရင်ပြေးကြည့်လိုက်ပေါ့ရဲရံချင်းနင်ကတကယ်ကိုကျေးဇူးကန်းနဲ့မကောင်းဆိုးဝါးပြီလိမ့်မယ်ငါကကဲခဲ့တာကိုအစိတ်ပြန်ခက်ရတယ်လို့အခုတော့လုံးဝပြေးလို့မရတော့ဘူးပေါ့တခင်မကြီးဒုတိယတခင်မလေးစုရွန်းရဲ့ပုံတူကားချက်တွေကိုယူပြီးမြို့ထဲကတဲကိုခန်းတွေဖျားเจ้าတွေပါမကြံရှာခိုင်းခဲ့ပေမဲ့ဘာသတင်းမှမရသေးပါဘူးရှင်ရဲစခန်းကိုအကြောင်းကြားလို့မဖြစ်ဘူးမင်းကလေးတယောက်ညဘက်ခိုးထွက်ပြေးတယ်ဆိုတာကြားရင်တမျိုးတော်လုံးကအတင်းချင်းပြောကြလိမ့်မယ်ဒါဆိုရင်ငါတို့စူးစံအိမ်တော်ရဲ့တိတ်ခါကြယုံမကပဲရွေချင်းဟဲရဲ့မင်္ဂလာလမ်းကြောင်းကိုပါထိခိုက်လိမ့်မယ်ဒီကိစ္စကိုတိတ်တဆိတ်ပဲဆက်ရှာကြအကြီးစေးအေးထားပါစူးရွရဲ့အခန်းကိုတေချာသွားကြည့်ပြီးပါပြီအခန်းထဲမှာလုံးဝရုန်းကန်ထားတဲ့အရာတွေရိုက်နှက်ထားတဲ့အမှတ်သားတွေမရှိပါဘူးဒါပေမဲ့အဝတ်စားတချို့နဲ့ယတနာတချို့ပြောင်းနေပါတယ်ဒါကိုကြည့်ရင်စူးရွဟာတကိုးဖမ်းသွားတာမဟုတ်ပဲအိမ်ကနေထွက်ပြေးသွားတာပါရှင်အပြစ်နည်းနည်းလေးဆူလိုက်တာကိုဘာလို့ဒီလောက်အထိအကဲပိုပြီးထွက်ပြေးရတာလဲစူးစံအိမ်တော်မှာတော့စူးရွပျောက်ဆုံးနေတာကြောင့်စူးသခင်မကြီးကတော့ကရောက်နေခဲ့ပါတယ်ထို့မင်းသားကြီးရဲ့ရန်ချင်းဟာလင်းအံမျိုးစီသတင်းပို့ပြီးနောက်မြေကြောင်းတစ်လျှောက်တွက်ချက်ပြလိုက်ပါတယ်ငါတို့မြေအတိုင်းမျောပါလာခဲ့တာ2 နာရီနီးပါးကြာခဲ့ပြီးမိုင်40အကွာဝေးလောက်ရောက်လာတာဆိုတော့ကမ်းခြေနှစ်ဖက်လုံးကိုတွက်ကြည့်ရင်ဒီနေရာနဲ့အနီးဆုံးကလင်းအံမျိုးငယ်လေးပဲဖြစ်ရမယ်မင်းရဲ့အစီကံမလေးဆရာဝန်သွားခေါ်ရင်လည်းဒီမျိုးစီပဲရောက်သွားမှာသိကြတယ်ကူထဲမှာဆက်နေလို့မဖြစ်တော့တာကြောင့်မင်းသားကြီးကစူးရန်ကိုခေါ်ပြီးလင်းအံမျိုးတွေကတဲကိုကန်တစ်ခုစီခိုးဝင်ခဲ့ကြပါတယ်ဧည့်သည်တော်တို့အစားအသောက်စားမှာလားအခန်းငှားမှာလားအခန်းတစ်ခန်းပေးပါပြီးတော့အကောင်းဆုံးဟင်းပွဲတွေနဲ့အဝတ်စားတစ်နှစ်စုံပါပြင်ပေးပါတဲခိုခန်းပိုင်ရှင်လည်းအဖိုးတန်ညလင်းပလဲကြီးကိုမြင်တော့မျက်လုံးပြူးသွားပြီးအလွန်မင်းပြုစုဧည့်ခံပါတော့တယ်ရေနွေးနဲ့အဝတ်အစားတစ်တွေရောက်လာတော့မှစူးရွန်းလည်းတက်တောင့်တက်တာရေချိုးပြီးတက်ပြင်းချနိုင်ခဲ့ပါတယ်ညနေတကောင်ချိန်မှာတော့စူးရွန်းရဲ့အခန်းအပြင်ဘက်ကနေမတင်ကားပွဲခြေတံတွေနဲ့စကားပြောတံတွေထွက်ပေါ်လာခဲ့ပါတယ်အရှင်မင်းသားတကားမြန်ဖွင့်ပေးပါဦးအပြင်မှာလူရောက်နေလို့ပါကျမရကဲကြောက်လို့ပါရှင်ညနေတကောင်မှာယောက်ျားနဲ့မိန်းမအခန်းတစ်ခန်းထဲမှာအတူနေတာမကောင်းပါဘူးမင်းခန်းကိုမင်းပြန်ပါမင်းကဒီမှာပဲအိတ်ချင်နေပေါ့လေဒါဆိုရင်ရွေးချယ်စရာ2 ခုပေးမယ်တခုကငါနားမှာအေးအေးဆေးဆေးအိတ်မလားဒါမှမဟုတ်အပြင်ကလူဆိုးနဲ့သွားတွေ့မလားဒီမှာပဲအိတ်ပါမယ်ဒီမှာပဲအိတ်ပါမယ်ဒါပေမဲ့မင်းသားကြီးကမတမာတာမလုပ်ပါနဲ့နော်စိတ်အေးအေးထားပါငါကိုတော်ကမင်းလိုကလေးမလေးအပေါ်လုံးဝစိတ်ဝင်စားမှုမရှိပါဘူးဘသူကကလေးမလဲကျမကရုပ်ရည်ရောခန္ဓာကိုယ်ရောလှပတဲ့မိန်းမပါနော်သူတို့တိုင်ပင်နေတာတွေကိုကြားမိပြီးအသက်ခံနေရအောင်မယ်ခဏဆောင်တာပိုကောင်းပါတယ်လေမင်းအောက်ဆင်းပြီးအစားအသောက်သွားစားတော့လို့အမိန်ပေးလိုက်ပါတော့တယ်စူးရွအောက်ထပ်ဆင်းဖို့ပြင်နေချိန်မှာပဲမင်းသားကြီးရဲ့တပည့်တွေကအဆောင်တွေချန်ရန်လျက်အစေခံမလေးလီစီကိုခေါ်ဆောင်လာခဲ့ကြပါတယ်လီစီနင့်ကိုဘာလို့ဒီလိုကြိုးတုပ်ထားကြတာလဲမြန်ဖြုတ်ပေးကြပါဦးတခင်မလေးရေလီစီမှာတော့တခင်မလေးနဲ့ထားဝရခွဲရပြီလို့ထင်နေတာမငုံနဲ့တော့နော်အကုန်လုံးလီစီရဲ့အဖြစ်ပါတခင်မလေးကိုတယောက်တည်းထားခဲ့မိလို့ပါကဲမငုံနဲ့တော့အစားလေးရေလေးသွားတောက်ပြီးခဏနားလိုက်အောင်ဒါနဲ့နင်းဆရာဝန်သွားခေါ်တာဘာလို့ဒီလောက်တောင်ကြာသွားရတာလဲတခင်မလေးခိုင်းလိုက်လို့လီစီတညလုံးလမ်းလျှောက်ပြီးမနဲ့လင်းမှာမြို့ထဲရောက်တာပါဆရာဝန်အိုကြီးတယောက်ကိုရှာတွေ့လို့ခေါ်မလို့လှုပ်တုံးပါပဲအဝေးကနေစူးစံအိမ်တော်ကအစေခံကြီးစန်းကအဆောင်တွေနဲ့တခင်မလေးပုံတူကားချက်ကြီးကင်ပြီးရှာနေတာကိုတွေ့လိုက်ရတယ်ရှင်လီစီလဲကြောက်လို့ဆရာဝန်ကြီးကိုခေါ်ပြီးတောလန်းလေးအတိုင်းကူစီပြန်လာခဲ့တာတောလန်းကရှုပ်လွန်းလို့မှောင်မဲမဲထဲမှာမျက်စိလဲပြီးလမ်းပြောက်သွားရတာပါရှင်စူးတူတရတခင်မလေးအရှင်မင်းသားကခီးစားထွက်ဖို့ပြင်ဆင်ခိုင်းလိုက်ပါတယ်ရှင်စူးရန်ကရုတ်တရက်တတိယသွားပြီးဟာဒုက္ခပါပဲငါမင်းသားကြီးရဲ့အစိတ်ပြေးစေးတောင်းဖို့မေ့နေတာပဲလီစီနင်စားပြီးပြင်ဆင်ထားနော်ငါအစိတ်ပြေးစေးသွားတောင်းပြီးတာနဲ့တို့2 ယောက်အိမ်ပြန်ကြမယ်အရှင်မင်းသားအရှိရဲ့တပည့်တွေလည်းရောက်လာပြီးမြို့တော်ကိုပြန်ဖို့ပြင်နေကြပြီဆိုတော့ကျမရဲ့အစိတ်ပြေးစေးကိုပေးပါတော့ရှင်ဆေးရတာနဲ့ကြမထွက်သွားပါမယ်ငါကိုတော်ကမင်းကိုအစိတ်ပြေးစေးပေးမယ်လို့ဘယ်တော့မှပြောခဲ့လို့လဲ
မင်းသားကြီးရဲရံချင်း၏အမိန့်ဖြင့်မြို့တော်သို့ပြန်လာခဲ့ကြပြီးနောက်စူးရွန်းနိုးလာချိန်မှာတော့အေးချမ်းလာသည့်ဆန်အိမ်တော်ကြီးတဲ့ရောက်ရှိနေခဲ့ပါတယ်။သခင်မလေးနိုးပြီလားရှင်။ဒါကမင်းသားကြီးရဲ့မြို့တော်ပြင်ပကဆန်အိမ်တော်ကြီးပါ။အရန်ကျဲတာပဲရှင်မနက်ကလမ်းလျှောက်ရင်းမျက်စိလည်းမလို့ဖြစ်သွားတယ်။ဒါနဲ့မင်းသားကြီးရောဘယ်ရောက်နေသလဲ။မနက်ကလေးကမင်းသားကြီးနဲ့တပည့်တွေပဲထွက်သွားမှန်းမသိပါဘူးရှင်။အပြင်မှာတော့အဆောက်နှဲငယ်ပဲကြံခဲ့ပါတယ်။စူးရွန်းစိတ်ထဲကနေအင်းဒီလူနန်းလူဖို့တိုင်ပင်နေတာဖြစ်ရမယ်။အခုလိုခွင့်ကောင်းမှာအစိတ်ပြေစီတောင်းပြီးလင်းမရမယ်။စူးရွန်းအပြင်ထွက်လာချိန်မှာတော့မင်းသားကြီးရဲ့ရန်ချင်းကသူမကိုတစ်တော်အုံနာခေါ်ဆောင်သွားခဲ့ပါတယ်။လောင်အိမ်ထဲမှာတန်ကြိုးတုတ်ခံထားရတဲ့ဝန်ပလွေကြီးတစ်ကောင်ကိုပြရင်မင်းသားကြီးကမင်းဝန်ပလွေမြင်ဖူးသလားဒါငါကိုတော်တောနဲ့ထဲကနေမနှဲတက်လူပြီးဖမ်းခဲ့တာအခုတော့သူ့ကိုအသားကျွေးရမယ့်အချိန်ပဲမင်းရဲ့ဒီလက်ဖြူဖြူလေးနဲ့တွားကျွေးလိုက်စမ်းပါအရှင်မင်းသားရဲ့မစပါနဲ့နော်ကျမလက်ကိုကိုက်စားပစ်လိမ့်မယ်ဘာများပြစ်လုံးမိလို့လဲရှင်ဝန်ပလွေဆိုတာအိမ်မွေးခွေးလိုတိမ်မွေးပြပေမဲ့အမြဲတမ်းအခွင့်ကောင်းချောင်းပြီးကိုက်တက်တဲ့တတဝါပဲမင်းရောအဲ့ဒီလိုမဟုတ်ဘူးလို့အာမခံရဲသလားဟဲငါပန်းပွဲတော်တုန်းကမင်းကိုပေးခဲ့တဲ့အမိန့်တစိတ်ပြားရောပဲမှာလဲဟာအဲ့ဒီအမိန့်တစိတ်ပြားကမင်းသားကြီးအိမ်တော်ရဲ့အာဏာအပြည့်အဝပါတဲ့တစိတ်ပြားကြီးမဟုတ်လားငါထွက်ပြေးတော့ကအိမ်မှာပဲမေ့ကြံခဲ့တာအိုးအရှင်မင်းသားရဲ့အဲ့ဒီတစိတ်ပြားကိုစံအိမ်တော်ရဲ့တစ်တာထဲမှာတေချာသိမ်းထားခဲ့တာပါမယုံရင်လူလွတ်ပြီးသွားရှာခိုင်းလို့ရပါတယ်ရှင်စူးရွန်းမင်းစံအိမ်မှာကြံခဲ့တယ်ဆိုတဲ့တစိတ်ပြားကငါလက်ထဲဘယ်လိုလုပ်ဤရောက်နေတာလဲမင်းစကားတခုမှမှန်တိုင်းငါရဲ့အစိတ်ပြေးစေးပေးဖို့ရက်ပိုကြသွားမယ်ဆိုတာသတိရပါ